လောလောဆယ်ကျွန်တော်ကအဲ့လိုအပိုင်းရှိကားရေးဆိုလို့ရှိရင်အားလုံးပြီးသွားတော့မှကျွန်တော်ကအဲ့လိုအဲ့ကောင်ဘယ်လောက်ကြကြတစ်ရက်ကြကြနှစ်ရက်ကြကြအဲ့လိုထိုင်ကြည့်ရတယ်မှာပါတယ်ဆိုတော့ကျွန်တော်မုံမြင့်တော့3ပိုင်းလောလောဆယ်ကြည့်ထားတယ်3ပိုင်းကြည့်ပြီးဆက်ကြည့်ကျင်တာကိုရှာမရတာနဲ့တိတ်ပြီးတော့ဟိုထွေလာလေးတက်လာတာကြည့်ရအဲ့ဒါအဆင်တော်တော်မိုက်တယ်အဲ့ကားလေးလေတော်တော်မဲမလဲ item တွေကောင်းတယ်တော့ဟိုကချာလီတရားဦးလည်းကောင်းတယ်နောက်မက်ကီလည်းအရန်မိုက်တယ်အရန်မိုက်တယ်အဲ့ကားလေးကလောလောဆယ်တော်တော်ကြည့်လို့ကောင်းပါတယ်ဟုတ်အဲ့ကားလေးကဟိုတချို့အဲ့ဟိုအရန်ဆွဲနေတာဗာလဲဆိုတော့ကိုနိုင်လွင်ကြီးကိုဆွဲနေတာကိုသိန်းကိုဆွဲနေတာကိုသိန်းရဲ့ဒီအင်ကြီးဝေစားရွေးချယ်မှုသူ့ရဲ့ item နောက်ဒီဇကားတစ်ခုလုံးအရန်မွန်းချက်နေတာသူ့ကိုမြင်လိုက်လို့ရှိရင်အဲ့ဒါလည်းနည်းလေးရော့သွားတယ်အဲ့ဒါလေးကတော့သူ့တော့ပိုဆွဲနေတာပေါ့နော်ဟုတ်ပြောကြမလို့လေဟိုးရင်တွေကဒါကျွန်တော်တို့ရဲ့ senior တွေဆိုတော့ item နဲ့ပတ်သက်ပြီးတော့အဲ့လိုပြောကြမလို့ပေါ့အဓိကအဲ့လိုခွင့်ရေးတာပေးလိုက်အကုန်လုံးလုံးပြနိုင်တယ်ဒီနော်ဟုတ်ကောင်းပါတယ်ဒီဟာဦးလည်းကောင်းတယ်ဟုတ်ဟိုအဲ့ကားလေးကတော့သူတို့နှစ်ခုလုံးကအရန်တင်းပါတယ်ဟိုဆက်ဆံရေးမျိုးဖြစ်နေတာလေအားကြောင့်လည်းသိညှိရတာကျွန်တော်အဲ့တီဟာဦး character အတွက်ဆိုတော့နည်းနည်းခက်တာပေါ့နော်ဘာမှကိုညှိလို့မရဘူးသူတို့ကအဖြူနဲ့မဲလို့ဖြစ်နေတာဆိုတော့အဲ့လိုအခြေအနေမျိုးရောက်ရင်တော့အဲ့လိုဒီဟာကိုပြင်ရှင်းမှုအတွက်အဖြေတခုတော့တော်တော်ကြိုးစားပြီးရှာမယ်လေတူတယ်နော်ဟုတ်ချစ်တတ်ပါတယ်ဒါလူတိုင်းကတော့ချစ်တတ်တာကျွန်တော်လည်းချစ်တတ်ပါတယ်ချင်းနေပုံမူတရားပေါ့ခုကကြတော့လေကျွန်တော်ကအဲ့လိုဟိုလိုအယူတော့မရှိပါဘူးအဲ့လိုယောက်ျားလေးထမိန်မထိရဘူးလို့အဲ့လိုမိန်းကလေးဖက်နဲ့မကန်ရဘူးလို့ဒါကတော့ကျွန်တော်တို့ရိုးရပေါ့နော်ဒါဗုဒ္ဓဘာသာနဲ့ဟိုပါပေါ့ရိုးရဖြစ်နေတာပေါ့မြန်မာလူမျိုးတွေရိုးရဖြစ်ဒါပေမဲ့ကျွန်တော်ကြတော့အဲ့ဒီလူလေးတော့နည်းနည်းဟိုခစ်လူငယ်ဖြစ်သွားတော့မရှိပါဘူးအဲ့လိုရှော်တယ်ဆိုတော့အခုကလက်နဲ့ရှော်ကြမှာမလို့လားအဝေးရှော်တဲ့ထက်ကလုတ်လေးလေးနဲ့ကိုလက်ဆိုပြီးသွားပြီဆိုတော့တိတ်တော့ရပါတယ်ဟိုရလေအမေရဲ့ထမိန်မှာရောရှုံပါဆိုတော့အားလုံးကျွန်တော်ပဲလုပ်ပေးလိုက်မယ်အားလုံးအဆင်ပြေအောင်အပြည့်မရှာနိုင်သေးလို့အပြည့်သားရှာနိုင်ဝါအကုန်အဆင်ပြေအောင်တိန်တော့အခုတည်းကျွန်တော်ရှော်လိုက်မယ်မှာဘူးမှမတတ်တော့ပါလားဆိုရင်ကိုလို့ကိုလုပ်ပြပါတယ်အဲအားကြောင့်ကိုဝေးကိုရှော်ပြီးတော့အဲ့လိုဟိုကိုဝေးကိုလန်ကော့ကိုယူတယ်ကော့ကိုအဲ့လိုလုပ်ပြတယ်ဆိုတော့စကားလေးဆက်ဆက်ပြီးပြောပြတာဟိုတမိန်တော့မလျှော်ပေးရသေးပါဘူးအဲ့လိုပြောရမယ်ရှိအောင်ပါပြောအောင်ပါအနုပညာလေးဆက်လုပ်ဖြစ်မယ်ထွက်လာတဲ့ကားလေးလည်းအားပေးပါအောင်လို့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့လက်စားတဲ့ဒါမြေစာနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်မြေစာကတော့ဒါကျွန်တော်ငလင်ဖြစ်တဲ့28ရက်နေ့မှာပဲမြေစာစတင်တဲ့အချိန်နဲ့ဆို40ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းနေရာပရိသတ်တွေကတော့ချိုးချိခွင့်မရလိုက်ဘူးကျွန်တော်သွားလှူတဲ့အချိန်တွေတုန်းကလည်းကြိုတင်လက်မှတ်တွေဝယ်ထားပြီးတော့မကြည့်လိုက်ရဘူးဆိုတဲ့စကားသံတွေအများကြီးကြားခဲ့ရတယ်ပရိသတ်တွေကိုနေရာပရိသတ်တွေတကယ်စိတ်လည်းမကောင်းဘူးကိုယ်စကားအတွက်လည်းကိုဝမ်းနေတယ်ဒါပေမဲ့ရန်ကုန်မှာရှိတဲ့ပရိသတ်တွေကတော့မြေသာကားလေးပေါ်မှာဒါစိတ်ဝင်စားပြီးတော့အားပေးကြတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒါကားလေးကလည်းနှစ်ပတ်တွေပါရသွားပြီးတော့ရန်ကုန်မှာတော့ယုံပြီးအားပေးကြပါတယ်အဲ့တော့လည်းကျေးဇူးတင်ပါတယ်လို့နေရာပရိသတ်တွေလည်းဒါမြေသာကားလေးကဒီယုံမှာမဟုတ်ပဲနဲ့ပေါ့နော်တခြား application တွေပါတယ်ထွက်လာလို့ရှိရင်အားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဥက္ကုံနဲ့ထိန်းနေရကလေးလိုပဲစိုးကျင်နေပါနောက်ပိုင်းကကျွန်တော်ထက်ကြီးရဲ့လူတွေနဲ့ပေါင်းပြတာများပါတယ်အဲဆိုအကိုတွေရဲ့မိသားစုဘဝတွေသူတို့တွေရဲ့လှုပ်ရှားနေတဲ့အရာတွေသူတို့တွေရဲ့ပုံစံလေးတွေကြည့်ပြီးတော့ကိုလည်းမျက်နှာလာတယ်ဆိုတော့အဲ့လိုအတွေးလေးဝင်လာတာပေါ့လေ။နောက်အသက်အရွယ်တစ်ခုလည်းရောက်လာပြီဆိုတော့မိသားစုတစ်ခုဆိုတာကဖြစ်လာမှာပဲလေ။ကျွန်တော်ငယ်ငယ်တုန်းကဘလောက်ပဲကဲဘလောက်ပဲပြောခဲ့ကြအသက်အရွယ်တစ်ခုရောက်လို့ရှိရင်ကိုယ့်ရဲ့မိသားစုလေးမှာအိမ်ပြန်လို့ရှိရင်ကျွန်တော်တို့အမောပြေလေးပေါ့ဗျာကိုယ့်အိမ်မှာအေးချမ်းလေးနေနေတဲ့စိတ်လေးတစ်ခုတော့ဒါကျွန်တော်ယောက်ျားလေးအတိုင်းမှာတော့ရှိကြရဗျာအသက်အရွယ်ရလာယောက်ျားလေးကတော့ကိုရှိလာတာပေါ့ဆိုတော့ကျွန်တော်လည်းအသက်အရွယ်လေးရလာတော့အဲ့လိုလေးဖြစ်လာတာပေါ့ကျွန်တော်စိတ်လေးကပြောင်းလာတာပေါ့ဟုတ်ကဲ့သားလေးတွေသမီးလေးတွေကျွန်တော်အဲ့လိုခွေးလေးတွေကျွန်တော်အမေတွေကျွန်တော်ရဲ့ချစ်ရတဲ့ပါတနာနဲ့ကျွန်တော်မိသားစုလေးနဲ့ကျွန်တော်မိဘရဲ့နဲ့ကျွန်တော်ကလေးနဲ့ကျွန်တော်ရဲ့အဲ့လိုကလေးချန်လေးနဲ့အဲ့လိုလေးနေရတဲ့ live ကိုတော့နောက်ပိုင်းကတော့ပို့ပြီးတော့အဲ့ဒါလေးကပို့ပြီးတော့ခုံမင်းမကောင်းတယ်လေအဲ့ဒါလေးဖြေရမှာပေါ့အမေနဲ့ဖြေရမယ်အမေနဲ့ဟိုအဓိကတော့ main ပါပဲအဲ့ဒါက main ကလည်းအဲ့လိုဟိုဒီနှစ်ခုကိုဆက်ပေးမဲ့တရားလေးကကောင်းနေဖို့လည်းလိုတာဟုတ်ကျွန်တော်တို့ချွေးမနဲ့ရောက်ခမတဲ့ဘုကလည်းအလေက
ကရကရှင်ကျွန်တော်တို့ကပို့ပြီးတော့အရေးကြီးရလေအဲ့ဒီတရားလေးဒါကောင်းနေမယ်ဆိုလို့ရှိရင်တို့ရဲ့ဆက်သွယ်မှုကလည်းဒါကောင်းနေမှာပေါ့အမြဲတမ်းတော့ဟိုတစ်ဖက်ဆောင်းနေဘယ်ရမှဖြစ်လို့မရဘူးလေအဲ့လိုဟိုလိုပြောမလဲအလေလက်လေးပဲပေါ့နော်အားလုံးညှိနှိုင်းပြီးတော့လို့တွားရင်တော့အဆင်ပြေမှာပါအဲ့လိုမျိုးဟိုလိုကိုကလည်းကိုရဲ့အင်္ဂလိပ်ဘက်ကပါမယ်ဆိုတာမျိုးလည်းမဟုတ်ကိုမိဘကပါမယ်ဆိုတာလည်းမဟုတ်ကဲဖြစ်တည်လာတဲ့ကိစ္စရဲ့ပုံမှာအဲ့လိုတုံးသက်ပြီးတော့အဲ့လိုညှိနှိုင်းတာမျိုးဆိုရင်တော့အဆင်ပြေလောက်ပါတယ်ဟုတ်အကြီးတွေပြောနေလို့ပြင်နေရတာကျွန်တော်အဲ့ဟောတယ်ကဘာပြောနေရလဲမဟုတ်ပါဘူးဟိုကျွန်တော်အစောကြီးတွေကတော့အဲ့လိုနည်းနည်းလေးအဲ့လိုတွေးတာပေါ့နော်ဒါပေမဲ့တွေးတာပဲကလေးစိတ်ကတော့မပြောက်သေးဘူးလို့ပြင်နေတာကျွန်တော်ကလေးသိမ်းထိန်းရမယ်လူရှာရှိလာမှာပေါ့ဗျာဟုတ်ကဲ့ဟောအသက်အရွယ်တစ်ခုရောက်လာရင်တော့ဒါပြူရမှာပဲလေညီမတို့လည်းပြူရမှာပဲဒါညီမတို့ကကံကောင်းတာပေါ့ကိုကအားကိုးလို့ရတယ်လေယောက်ျားလေးကျတော့အားကိုးလို့မရအားကိုးခံရတဲ့လူတွေလေအားကြောင့်လို့ယောက်ျားလေးကျတော့ပို့ပြီးတော့ဝင်များတာပေါ့လေဟိုကံပါပဲကံပဲဟိုကတော့ထိတ်ကြီးလည်းပြောင်းနေပြီဆိုတော့လူမျိုးကြီးစင်းနေတော့ဝင်နေပြီလားအဲ့လိုမှန်းထားတာမျိုးဆိုတာထက်လေအဲ့လိုမှန်းထားတဲ့ဟာရတဲ့စောပြီးလည်းဖြစ်သွားနိုင်တယ်လို့အဲ့လိုကိုနောက်မှန်းထားရတဲ့နောက်ကျပြီးမှလည်းဖြစ်သွားနိုင်တယ်ဆိုတော့အဲ့လိုအသက်အရွယ်တစ်ခုပေါ့နော်အဲ့လိုပြုလို့ရတဲ့ကျွန်တော်ရဲ့တဦးတဲ့ဟိုပုဂ္ဂိကခံစားချက်ကတော့အိမ်အောင်ပြုခြင်းကဟိုအသက်အရွယ်မှာတော့ဒီအသက်အရွယ်မှာကိုကပြုခြင်းတယ်ဆိုရင်ကို့မှာသူများရဲ့သားသမီးကိုတာဝန်ယူနိုင်တဲ့အခြေအနေရှိနေလို့ရှိရင်တော့ယူလို့မရဘူးလေဆိုတော့အဲ့ဒီအခြေအနေလေးရှိနေရင်တော့ဟုတ်ငယ်ငယ်လေးလည်းယူလို့ရတယ်ကြီးမှလည်းယူလို့ရတယ်ဆိုတော့အဲ့လိုကန့်သက်ထားရတော့မရှိပါဘူးအဓိကတော့အဲ့လိုအခြေအနေတစ်ခုကိုတိဆောက်ပြီးမှတော့ဒီတော့ကောင်းလို့ပါအဓိကတော့ကိုနဲ့လက်တွဲပေါ်မှာသူတို့မိပါတယ်ဘယ်လိုထားနေလဲပေါ့အဲ့ထက်အရန်တောင်မထားနိုင်ဘူးဆိုရင်တော့မှတာရလဲကောင်းတယ်ဗျာအဲ့ထက်မရော့အောင်ထားတာတော့အကောင်းဆုံးပဲပေါ့ဒါသူများသားသမီးကိုတောင်းဝင်ရောမှာဆိုတော့အဲ့လိုအခြေအနေမျိုးကိုဆိုလိုတာပါမို့လို့ရှိရင်သူများသားသမီးယူပြီးမှဟိုအဲ့ရှိပါလေ